မင်းကလေးရဲ့မွေးစားမိဘတွေက CEO ကောင်လေးမှာချစ်သူရှိနေပြီဆိုတာသိသွားပြီးနောက်ကောင်လေးရဲ့ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်ခွင့်ကိုပြန်ရဖို့နဲ့ရဆိုင်ခံထားရတဲ့သူတို့ရဲ့စီမံကိန်းကိုကယ်တင်နိုင်ဖို့အတွက်နောက်ဆုံးကြံရှိတဲ့ပိုင်ဆိုင်မှုဖြစ်တဲ့အင်ကိုတောင်ရောင်းချလိုက်ကြတယ်။အဲ့ဒီနောက် CEO ရဲ့ချစ်သူတစ်ကိုစိတ်ကျေနပ်စေဖို့ဇင်ခံလက်ဝိယတနာဆိုင်တစ်ဆိုင်ကိုသွားပြီးတန်မိုးကြီးလဲဆွဲတကုန်းကိုဝယ်ဖို့ရွေးချယ်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီဆိုင်မှာပဲမင်းကလေးနဲ့မတော်တဆတွေ့ဆုံသွားတယ်။ကောက်ကျစ်တဲ့ညီမဖြစ်သူကချက်ချင်းပဲမင်းကလေးကိုလောင်ပြောင်ပြီးနင်လိုကုမ္ပဏီဝန်ထမ်းလေးတစ်ယောက်ကဒီလိုလက်ဝိယတနာမျိုးကိုဘယ်လိုဝယ်နိုင်မှာလဲလို့ပြောတယ်။မင်းကလေးကတော့သူမဟာအဲ့ဒီလဲဆွဲကိုလာယူတာဖြစ်ကြောင်းပြောပြီးအော်ဒါဖြတ်ပိုင်းကိုထုတ်ပြလိုက်တယ်။ဒါပေမဲ့မွေးစားမေကအဲ့ဒီဖြတ်ပိုင်းကိုလူယူလိုက်ပြီးကောက်ကျစ်တဲ့ညီမကမင်းကလေးရှေ့မှာပဲဆုတ်ဖြတ်ပစ်လိုက်တယ်။ဒါကြောင့်မင်းကလေးအလွန်ဒေါသထွက်သွားပြီးကောက်ကျစ်တဲ့ညီမကိုပါရိုက်လိုက်တယ်။မွေးစားမေကရဲခေါ်မယ်လို့ချင်းချောက်တော့မင်းကလေးခေါ်လိုက်လေအဲ့ဒီအခါလူတိုင်းကိုအေးခန်းနဲ့ပိတ်လောင်ခဲ့တဲ့ကိစ္စအကြောင်းပြောပြလိုက်မယ်လို့ပြန်ပြောလိုက်တယ်။အဲ့ဒီစကားကြောင့်မိခင်နဲ့တမီးနှစ်ယောက်စလုံးနောက်ဆုတ်သွားရတော့တယ်။နောက်ပိုင်းမှာမင်းကလေးက CEO ကောင်လေးကိုမွေးစားမိဘတွေရဲ့ဖိတ်ကြားမှုကိုမငင်းဖို့ပြောပြီးသူမလဲမကြခင်ရောက်လာမယ်လို့ပြောလိုက်တယ်။ CEO ကောင်လေးရောက်လာတဲ့အခါမွေးစားဖေကအလွန်ယိုသေးလေးစားစွာကြိုဆိုခဲ့ပေမဲ့ကောင်လေးကဂယူးမဆိုင်ပဲထိုင်ချလိုက်တယ်။အဲ့ဒီအချိန်မှာကောက်ကျစ်တဲ့ညီမကလဲဆွဲကိုထုတ်ပြပြီးဒါကရှင်းရဲ့ချစ်သူအတွက်အထူးလက်ဆောင်ပါလို့ပြောတယ်။မွေးစားဖေကလည်းလက်ဆောင်သေးသေးလေးပါပဲဒါပေမဲ့ပူပေါင်းလုပ်ကင်ခွင့်တစ်ခုပေးဖို့မျှော်လင့်ပါတယ်လို့ပြောတယ်။ CEO ကောင်လေးခဏဆောင်ပါဦးဖုန်းတစ်ခေါက်ဆက်လိုက်ဦးမယ်လို့ပြောပြီးထွက်သွားတယ်။ဒါကိုမြင်တော့မွေးစားမိသားစုကသူတို့ရဲ့အစီအစဉ်အောင်မြင်တော့မယ်လို့ထင်ပြီးအလွန်ဝမ်းသာနေကြတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးရောက်လာတယ်။မွေးစားမိဘတွေရဲ့စော်ကားပြောဆိုမှုတွေကိုလုံးဝအယူမဆိုင်ပဲထိုင်ချလိုက်ပြီးခဏနေရင်အားလုံးပဲကျမကိုတောင်းပန်ရလိမ့်မယ်လို့ပြောလိုက်တယ်။မွေးစားဖေကတော့အဲ့ဒါလုံးဝမဖြစ်နိုင်ဘူးလို့ပြန်ပြောတယ်။အဲ့ဒီအချိန်မှာ CEO ကောင်လေးလည်းဖုန်းပြောပြီးပြန်ဝင်လာတယ်။ကောက်ကျစ်တဲ့ညီမရှင်းရဲ့ချစ်သူဘယ်မှာလဲလို့မေးလိုက်တော့မင်းကလေးကချက်ချင်းထည့်လိုက်တယ်။ထို့နောက် CEO ကောင်လေးကလူတိုင်းရှေ့မှာရှင်းရှင်းလင်းလင်းပြောလိုက်တယ်။ဒီမင်းကလေးကကျွန်တော်ရဲ့ချစ်သူပါ